အထူးထူးသောမကောင်းမှုကံကိုပြုသောသူသည်စင်စစ်ငါသည်ကောင်းမှုကိုမပြုအပ်မကောင်းမှုကိုသာပြုအပ်ခဲ့ပြီဟုဧကံမုတ်ချအားဖြင့်သာလျှင်ဒေဂန်ဤအခါဤဘဝ၌ပင်စိုးရိမ်ပူပန်ရ၏ဤပူပန်ခြင်းသည်ထိုသူဤကံကြောင့်ဖြစ်သောစိုးရိမ်ပူပန်ရခြင်းသည်အကျိုးကိုခံစားရသောကတမလွန်ဘဝ၌စိုးရိမ်ပူပန်ရ၏ဤပူပန်ရခြင်းသည်ထိုသူဤတမလွန်ဘဝ၌ခံစားရသောအကျိုးကြောင့်ဖြစ်သောစိုးရိမ်ပူပန်ရခြင်းသည်ဤသို့လျှင်မကောင်းမှုပြုသူသည်ပြစ္ဆုတ်ပံတမလွန်နှစ်တန်သောဘဝ၌စိုးရိမ်ပူပန်ရသည်သာမိမိ၏ညှဉ်းနှွမ်းသောကံကိုမြင်၍အထူးထူးအပြားပြားအော်မြည်တမ်းလျက်ပင်ပန်းဆင်းရဲရလေ၏အထူးထူးသောကောင်းမှုကံကိုပြုသောသူသည်ကစင်စစ်ငါသည်မကောင်းမှုကိုမပြုအပ်ကောင်းမှုကိုသာပြုအပ်ခဲ့ပြီဟုဤဘဝ၌ကုသိုလ်ကံကိုအောက်မေ့ခြင်းကြောင့်ဖြစ်သောဝမ်းမြောက်ခြင်းဖြင့်ရှင်လန်းဝမ်းမြောက်ရ၏တမလွန်ဘဝ၌ကံ၏အကျိုးကိုခံစားရခြင်းကြောင့်ဖြစ်သောဝမ်းမြောက်ခြင်းဖြင့်ရှင်လန်းဝမ်းမြောက်ရ၏ဤသို့လျှင်ကောင်းမှုကိုပြုသောသူသည်ပြစ္ဆုတ်ပံတမလွန်နှစ်တန်သောဘဝ၌ဝမ်းမြောက်ဝမ်းသာဖြစ်ရ၏မိမိ၏ကံ၏စင်ကြယ်ခြင်းကောင်းမှုကံကြောင့်ဖြစ်သောအကျိုး၏ပြည့်စုံခြင်းကိုမြင်၍မသေးခင်ယခုဘဝ၌လည်းနှစ်သက်ဝမ်းမြောက်ရ၏တည်ပြီးနောက်ဘဝ၌လည်းလွန်စွာနှစ်သက်ဝမ်းမြောက်ရလေ၏